နေသမီးလေးညလေးပါကွယ်ရောင်းလေလေရောင်းလေလေကိုလေးရောင်းလေလေရောင်းလေလေရောင်းလေလေအိမ်မပြန်နိုင်ပါနဲ့စိတ်မပြီးမှဆိုလို့ချယ်လေးများကမာရလေးမြုံများကလင်္ကာဖွင့်ဆူကြီးပြေးတဲ့ကိုဆူကြီးလေဟိုကတော့မပြီးလာနေလေကိုလေးကအဲ့ဒီခေကြီးတွေပြေးကိုချားချင်တာအဲ့ဒါကိုချားချင်တာအဲ့ဒါအော်ဘာကွာကိုချားတာအဲ့ဒါကိုရဲ့ဘယ်တော့အခုဆိုဆွဲစားတယ်โอเคဒီလေပြောလိုက်မှာအဲ့ဒါအလုံးရှိလို့ဒီဘက်ကလုံးရှိကန်ရှိလေအပြေးလိုက်လားချုပ်ပြီးသွားစီလုံးရှိကန်ရှိလေဟုတ်လားအားလုံးကတထေးတွေရွယ်ဟာတထေးတွေရွယ်ကြည့်လားအားလုံးကတထေးပြည့်မဲ့လူတွေရွယ်ဟုတ်ပါပြီယူလိုက်ပါဦးမလေးယူကောင်းပြောနေယူလိုက်ပါဦးတိုက်ကောင်မှာ3တိုက်တိုင်းနဲ့မဟုတ်10တိုက်တက်နဲ့နေရမယ်သူလေးကြီးပဲကားကောင်မှာ10သီးလို့စီsorry sorry ရိုက်ကြီးလေရိုက်ကြီးလေရိုက်ဆိုင်အခုကြီးကိုကျစီကဒီမျက်နှာလေးဒီမှတ်ထားပြီနော်ဘာဖြစ်လဲနောက်တစ်ခါဖျားဝေးရှေ့ဆုံးကအတင်းတူဝယ်ရေအပေးဘူးပေါ့နော်โอเค3စာပေးဝယ်လိုက်မင်းသားပတ်စံပေးလိုက်မယ်3စာပေးဝယ်လိုက်မင်းသားဆိုတာအဲ့ဒါကိုခလေးဆန်မရှောင်းဘူးကွာဟာမရကြည့်ဘူးဟာဟုတ်တယ်ငါမင်းသားတော့ပိုက်လားရှောင်းလို့မရဘူးငါအဲ့တော့ခါလေကွာခါလေကွာအပြိုင်ဆိုင်ပဲအေးမင်းသားမဟုတ်လည်းကွာခါလေကွာအပြိုင်ဆိုင်မင်းကိုပြီးတော့မင်းအတကားချွေလီကွယ်ချွေလီကွယ်ကိုလေးချွေလီကွယ်အချွေလီဆိုမယ်ဒီလည်းမပြောငါစုချဖို့မင်းငါ့ကိုတပည့်တော်ကပြစ်တာကြီးပြောပြောရင်မင်းသားလေးဒီမှာလာပါဦးလေဒီတက်ကဆေးရဟာကိုရမြောက်တယောက်တပည့်ကိုစုချတော့တယောက်မှတ်တာမင်းသားလေဘုမကပါလေကလေးချင်းနဲ့ကွယ်မင်းသားမဟုတ်မကြပါမကြပါသေးဘူးသူတပည့်စုချရပါတယ်ငါမင်းကိုစုချတယ်ဘယ်ငါတပည့်ကဘယ်မျက်နှာငယ်ခံမစုချတယ်စုချတယ်ရှုနေစုချရှာမင်းနေနဲ့အောင်မင်းဆရာဒလစင်ပြပြသူများတပည့်တွေကိုစုချပုံဆရာကိုတပည့်လေးကိုနည်းနည်းစောင့်ချအောင်